ရှားစရာလည်းကောင်းတယ်တသိန်း3000 1တသိန်း3000ဆိုရင်တော့ကျွန်တော်တို့မြန်မာငွေဘယ်လောက်ကျမလဲဆိုတော့တသိန်း3000ဆိုရင်မြန်မာငွေ4သိန်းဝန်းကျင်လောက်ကျမယ်ပေါ့နော်အားလုံးပဲမင်္ဂလာခင်ဗျာအခုကတော့ဒီနေ့ကတော့ကျွန်တော်ဘယ်ရောက်နေတာလဲဆိုတော့ဒန်းညန်ကိုရောက်နေတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒန်းညန်ရှီဝဲဘောစုထော်မင်းတော်ပေါ့နော်အဲ့ဒီနေရာမှာရောက်နေတာဖြစ်ပါတယ်အဲ့ဒီရှီဝဲဘောစုထော်မင်းတော်နေရာမှာမနေ့ညအိတ်လိုက်တယ်ဒီနေ့မြို့ကိုပတ်ပြီးတော့လဲမှာဖြစ်ပါတယ်ခင်ဗျာဒီမှာကတော့ကျွန်တော်တို့ခီးသွားမြို့ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာကတော့နေရာတိုင်းကတာယာလှပနေတယ်နောက်ပြီးတော့ကျွန်တော်တို့ဆိုင်နေပေါ့ဒီမှာစားတောက်ဆိုင်နေဒီဘောစုထော်မင်းတော်မှာနားမှာဆိုလို့ရှိရင်ကျွန်တော်တို့မိုတယ်တွေလည်းရှိတယ်ဟလာစားတောက်ဆိုင်တွေလည်းအများကြီးရှိတယ်ပေါ့နော်ဒီနေရာကိုရောက်တာနဲ့တော်တော်အဆင်ပြေတယ်ပေါ့နော်ဒီနေ့ကတော့ကျွန်တော်တို့လဲမယ်ဒီမှာကတော့ကျွန်တော်စားတောက်ဆိုင်ဒီမှာဆိုလို့ရှိရင်လည်းသူတို့ခီးသွားမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့မို့ပိုစတာဗနိုင်းတွေကတ်ထားပေါ့ဗနိုင်းတွေမှာဆိုလို့ရှိရင်လုံးဝကစားကွေးမျိုးကြီးပြောစရာမျိုးကြီးတစ်ခုလိုပဲဖန်ပြီးကတ်ထားပါတော့စိုင်တိုင်းကြီးကမှအဲ့လိုမျိုးကြော်ညာလေးမိုတယ်မှာဆိုလို့ရှိရင်လည်းဒီခီးသွားတဲ့အထင်ကြီးနေရာတွေကြော်ညာတွေစေစားတွေကိုကတ်ထားတာပေါ့နော်လုံးဝမိုက်တယ်သွားခြင်းစရာနေရာလေးပဲပေါ့နော်အဲ့တော့ကျွန်တော်နဲ့အတူတူ like ခဲ့ပါဦးခင်ဗျာကျွန်တော်ကတော့ဒီနေ့ပတ်မယ်ဘယ်တွေရောက်မလဲဆိုတာတော့ဗီဒီယိုတွေထဲမှာစောင့်ကြည့်ပါတော့ဗီဒီယိုကတော့ကျွန်တော်ကတစ်နေ့ရအောင်တစ်ခုလောက်ပဲခွဲတင်သွားမယ်ဖြစ်ပါတယ်ခင်ဗျာကဲအဲ့ဆိုရင်သွားမယ်ဒီမှာကြည့်ပါဦးအနောက်ကပတ်ဝန်းကျင်ရှုခင်းကိုလည်းလုံးဝ तू ကဒီတောတောင်ရေမြေတဘာဝတအားလှတဲ့မြို့ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီမြို့ကိုကျွန်တော်ကအရင်တော့ကတစ်ခါရောက်ဖူးတယ်အဲ့ကျွန်တော်ပထမအလုပ်တော့အဲ့ဗီယက်နမ်တယောက်နဲ့ပေါ့နော်အဲ့လိုမျိုးဂွင်းစာဖျားကြောင်အဲ့ဖျားကြောင်ကိုတည့်ရရောင်ပြောင်းညင်ရလာတာနောက်တဲ့တနေရာလဲနာမည်တော့မေ့နေတယ်အဲ့လိုမျိုးလာတာပေါ့နော်လုံးဝတော်တော်လေးမိုက်ပါတယ်ဒီမှာရှုခင်းကတစ်ချက်ကြည့်ပါဦးခင်ဗျာစိတ်ဆိုးပြီးတော့လုံးဝတကယ်ကိုတာလှပတဲ့နေရာလေးပါငါအမီရေထဲမှာငါခန္ဓာကိုပုံစံမျိုးပေါ့ဒီကလေကအောက်ကိုဆင်းလို့ရအဲ့ကနေပြီးတော့ဒါတော့မှဘယ်မှမတော်ရသေးဘူးเนาะကျွန်တော်ပေါ့အဝေးပြေးကွင်းဘေးနားပတ်ဝန်းကျင်ပဲရှိသေးတယ်ဒီမှာဒီဘက်တကြောလုံးကစားတောက်ဆိုင်နေနဲ့အဲ့တကြောလုံးကလေစားတောက်ဆိုင်နေနဲ့မိုတယ်တွေနဲ့ပေါ့အဲ့လိုမျိုးတော်တော်တာယာတဲ့နေရာလေးဖြစ်ပါတယ်ခင်ဗျာဒီဘက်ကတော့ဒါကတော့ကျွန်တော်ဝေးပြေးနားမှာပဲနီးနားမှာရှိတဲ့ငါးပြလိုက်ပေါ့နော်ငါးပြလိုက်ဘေးနားငါးကြီးပုံပေါ့ဒီမှာဒါကတော့ငါးပြလိုက်ပေါ့နော်ငါးပြလိုက်ကတော့ကျွန်တော်မဝင်တော့ဘူးစိုးကငါးပြလိုက်တွေလည်းရောက်ဖူးတာဆိုတော့လေထူမဟုတ်တော့မဝင်တော့ပါဘူးခင်ဗျဒီကတော့ကျွန်တော်ဒမ်းမြတ်ရှိဝဲဘောစုထော်မင်းတော်ပေါ့နော်ရှိဝဲဘောစုတော်မင်းတော်ဘေးမှာကျွန်တော်ငါးပြလိုက်ကြီးရှိတယ်အဲ့ရှစ်တဲမှာတော့ဒီလိုတောင်တန်းနေနဲ့အခုကကျွန်တော်တို့ကလေဒီမှာအဲ့လေဒီသွားစီးမှာပေါ့အဲ့ဒါစီးဖို့အတွက်ကိုကျွန်တော်အဝေးပြေးဂိတ်ကိုလာလိုက်တော့အဝေးပြေးဂိတ်ကလူတွေကကျွန်တော်တို့သူတို့လှမ်းပြီးတော့ဖုံးဆက်ပေးတယ်ကိုပိုင်ကိုလည်းဖုံးဆက်လို့ရှိရင်သူတို့လာခေါ်ပေးရလို့ပြောရပေါ့နော်အခုကသူတို့ဖုံးဆက်ပြီးတော့ကျွန်တော်တို့ဒီအဝေးပြေးဂိတ်ရှေ့မှာပဲထိုင်ဆောင်နေတဲ့လာခေါ်ပေးမယ်တဲ့အဲ့လိုမျိုးဆိုတော့အခုထိုင်ဆောင်နေ9မိနစ်ရောက်မယ်လို့ပြောတယ်သူတို့ကဝန်ဆောင်မှုကအဲ့လေလာခေါ်ပေးရဟိုတယ်မှာဆိုဟိုတယ်ကနေဖုန်းဆက်ဘိုကင်လုပ်လိုက်လို့ရှိရင်မနက်ခင်းလာကြိုပေးတယ်ပေါ့အဲ့လိုမျိုးပြောကြတယ်ဒီကဒေတာခံတွေကလေအဝေးပြေးကနေပြီးတော့သူတို့လာခေါ်ပြီးတော့မှဒီမှာသူတို့ရဲ့ရုံးပေါ့ခေါ်လာပြီးတော့ကျွန်တော်ဈေးနှုန်းတွေပါလေရှင်းပြရပေါ့နော်စီးတာတွေအဲ့လိုမျိုးရှင်းပြပါတယ်ဒီမှာဒီမင်းသားစီးတဲ့ဟာဒီမှာလည်းသူတို့ပြထားပေါ့နော်သူတို့ရဲ့အဲ့ရုံးကမှာတသိန်း1000ကျွန်တော်ကဒီဟာစီးမယ်တသိန်း3200နဲ့ဟိုကတော့တာမယ်ပေါ့ဒီကနည်းနည်းလေးလှုပ်တာပေါ့အဲ့လိုမျိုးလှုပ်တဲ့ဟာလေးပေါ်မှာဝဲပြီးလှုပ်တဲ့ပုံစံထင်တယ်အဲ့ဒါနဲ့နောက်ပြီးတော့သူဗီဒီယိုရိုက်တာပါတဲ့တသိန်းနဲ့မှ3000နဲ့ကျွန်တော်အဲ့လိုမျိုးပြောရဲပေါ့နော်လွယ်ကဒီမှာထားခဲ့ပါထုတ်ဒီမှာထားခဲ့ဟုတ်လားဟုတ်မှာထုတ်မှာထုတ်ဟုတ်ပြန်အဲ့ဒီပြီလားအဲ့မှာစီးကြလိုက်ပြောရပါပြီအခုတော့ဒီမှာဝက်ဆုံတစ်ခါကိုသူတို့ကားနဲ့လာကြုံပါအောင်နော်လာကြုံပြီးတော့တစ်ခါလဲတန်စီအောင်ပဲကြာချိန်ကတော့သူ10မိနစ်လောက်လိုပဲပြောစီးတဲ့ကြာချိန်ကလေအဲ့လိုမျိုးပြောပါတယ်ဟောစီးမဲ့လူတွေဆိုတော့သူတောင်ပေါ်တက်တယ်ပေါ့နော်တောင်ပေါ်ကနေမှကျွန်တော်အေးနဲ့ပြန်ဆင်းมาဆိုတော့လေတောင်ပေါ်တက်နေပါတယ်ဟို
ကျွန်တော်တောင်ပေါ်တက်လာ10မိနစ်လောက်တော့ကြာတယ်ပေါ့နော်ကားနဲ့10မိနစ်လောက်ကြာပြီးတော့အခုဒါတောင်ပေါ်ရှူဂိမ်းဖြစ်ပါတယ်ဒီမှာဝါတော်တော်လှပဲဒီဘက်ဒီကသေးရနော်မျိုးလေးဒီကတော့ဒီဘက်မျိုးလေးပေါ့တော်တော်လှပဲဒီပေါ်ပြန်မှာစီးတာမြောက်ကိုရီးယားရောက်မသွားတော့ပါဘူးเนาะဒီလိုမျိုးလာတော့လာအပေါ်စီကနေကဲကြည်ရတာပေါ့เนาะဒီကတပ်ပုံရိုင်းနေကြ그러면은 워킹 스피드 있게ဒီကတော့လေချောင်းကိုလိုက်နေတာသူတို့လေချောင်းဖမ်းနေတာပေါ့နော် 둘셋 달려 စိတ်မြင့်စွာဖြစ်ပါတယ်ဖိုက်တင် 그렇게 하고 요 방향 နဲ 허리 펴고 자, 자, 힘껏 걸어갑시다. 워킹, 힘껏 걸어가. 샤. 달려.
CPU ပါပြီပြောနော် CPU တော့စိတ်ခံစားချက်ကတော့စိတ်လှုပ်ရှားပြီးတော့ပျော်စရာလည်းကောင်းတယ်ပေးရတဲ့ပတ်စံနဲ့တန်တယ်လို့ခံစားရတယ်ပေါ့နော်ကိုဒါပထမဆုံးစီးဘူးတာဆိုတော့ကောင်းပါတယ်နောက်ပြီးတော့ကျွန်တော်စီးရတော့ဒီဆိုင်ပေါ့နော်ဒီမှာသူတို့ရုံးပေါ့အဲ့လိုမျိုးဒီအောက်မှာအဲ့လိုရုံးနေ3-4ခုလောက်တော့ရှိတယ်အဲ့ဒါတွေကနေစုပြီးတော့သူတို့လူစုပြီးတော့အပေါ်ကားနဲ့ခေါ်သွားပြီးတော့တောင်ပေါ်ပေါ့နော်တော်တော်လေးတောင်ပေါ်လဲတက်ရတယ်အဲ့တောင်ပေါ်ကနေမှစင်ချဆိုတော့လေအဲ့လိုမျိုးဆိုတော့လူများများနဲ့ဆိုရင်သူက discount ပို့ရပါပေါ့ကျွန်တော်ကတော့တယောက်တည်းဆိုတော့ discount တွေပါတော့မရှိဘူးပေါ့နော်သူတို့1000ပဲ short ပေးတယ်ဒီဆိုင်မှာစီရတော့ဒီဒန်ညန် terminal နားမှာပဲရှိတယ်ပေါ့နော်ဒီဆိုင်တွေအဲ့ဒီ terminal ကနေရောက်လို့ရှိရင်တခါတည်းဒီဆိုင်ကိုကြည့်ပြီးတော့ဒီကျွန်တော်ပြထားတဲ့ဆိုင်မှာလာပြီးတော့စုံစမ်းပြီးတော့လည်းရပါပေါ့နော်စုံစမ်းရဒါမှမဟုတ်လည်းအဲ့နီးစပ်လူမျိုးအဲ့ပုံပြပြီးတော့မေးပြီးတော့လည်းရပါတယ်သူတို့ဟာသူတို့စုံစမ်းပေးတယ်ပေါ့နော်ဒီကဒေတာခန်တွေစုံစမ်းပေးပါတယ်ကဲအဲ့ဆိုလို့ရှိရင်တော့ဒီနေ့ကျွန်တော်ဒီမှာလာပြီးတော့ဗောနော်စီးရလေဒီလောက်ပဲဖြစ်ပါတယ်ခင်ဗျာနောက်နေ့မှာလည်းကျွန်တော်ဘယ်သွားမလဲပါစားမလဲစောင့်မျှော်ကြည့်ရှုအားပေးကြအောင်ခင်ဗျာကျွန်တော်နောက်တစ်နေ့ထပ်သွားလိုက်ပါအောင်မယ်အားလုံးပဲ bye